ကျွန်တော်ဒီရက်ပိုင်းထဲ special pre-order မှာပြဖြစ်တဲ့ model တွေကိုပြောပြပေးပြီးတော့ကျွန်တော်တို့ luxury မှာအခုလက်ရှိ in stock ရရှိသွားမယ်အမြင့်ဆုံး 1:1 quality တွေကိုပြပေးသွားမယ်ဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကိုမီဇာပါပထမဦးဆုံးအလုံးလေးကတော့ customer ဘက်ကနေ blue sapphire နဲ့လိုချင်တယ်ဆိုတော့ကျွန်တော်ဘက်ကနေပြီးတော့ option နှစ်ခုပေးခဲ့တယ်ပထမတစ်လုံးကတော့ Patek Philippe ကိုမှ5712 Nautilus ကိုမှ5712A blue sapphire နဲ့နောက်တစ်လုံးကတော့ Rolex Daytona ကိုမှ126599 STA Blue Sapphire လေးကို2မျိုး recommend ပေးခဲ့တယ်အဲ့ဒီထဲမှာ customer အကြိုက်ကတော့ဒီ Rolex Daytona 126599 STA ကိုကြိုက်တယ်ဆိုတော့ကျွန်တော်ဘက်ကနေပြီးတော့ဒီ Rolex Daytona ကို2025မှာအသစ်ထွက်ရှိလာတဲ့ Green Box အပါပြီးတော့ NFC ကတ်အပါနဲ့ကျွန်တော်မှာပြဖြစ်သွားပါတယ်နောက်တစ်လုံးကတော့ကောင်မလေးကိုလက်ဆောင်ပေးမယ်ဆိုပြီးတော့မာယူအပ်ပေးသွားတဲ့အလုံးလေးကတော့ 31mm တွေက Rolex Datejust 278383 RBR ကိုမှ factory set diamond လေးပဲဖြစ်ပါတယ်အဲ့ကောင်က dial က MOP dial လေးနဲ့ရရှိသွားမယ်ဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီ model ကိုပါဒီ2025မှာအသစ်ထွက်ရှိလာတဲ့ Green Box နဲ့ကျွန်တော် NFC ကတ်နဲ့အပါကို 1:1 quality အမြင့်ဆုံး quality တွေကိုမှာပေးလိုက်တာပဲဖြစ်ပါတယ်နောက်တစ်လုံးကစင်ကာပူကအကိုတရားကိုအတွက်သူစီမှာ Patek Philippe Nautilus တွေက5712အစစ်ရှိတယ်အစစ်ကိုနမျောလို့ replica ကိုထုတ်ပတ်ချင်တယ်ဆိုပြီးတော့တပုံစံနဲ့တူအောင်ကျွန်တော်ဘက်ကနေ pre-order special pre-order မှာပြဖြစ်တယ်အဲ့ဒီလုံးလေးကတော့ဒီ Patek Nautilus ကိုမှ5712R chocolate dial လေးပဲဖြစ်ပါတယ်နောက်တစ်လုံးကတော့ကျွန်တော်တို့ဒီမှာအမြင်အားပေးနေကြအကူတယောက်က CR7 လေးကဝစ်ချင်တယ်ဆိုလို့ကျွန်တော်ဘက်ကနေပြီးတော့ Jacob & Co Epic HCR7 ကိုမှ Green Edition တွေကိုပြီးတော့မှာပဲဖြစ်ပါတယ်နောက်တစ်လုံးကတော့ bike ကအကူတယောက်က Hublot လဲပတ်ချင်တယ် site GG လဲပတ်ချင်တယ် စိန်ပါတာလဲပတ်ချင်တယ်ဆိုတော့ကျွန်တော်ဘက်ကနေပြီးတော့ recommend ပေးဖြစ်တာကတော့ Hublot MP03 ကိုမှ Tourbillon Edition လေးကိုကျွန်တော် recommend ပေးဖြစ်ပါတယ် customer အကူကလည်းကြိုက်တဲ့အတွက်ကျွန်တော်ဒီ model လေးကိုမှာပေးဖြစ်ပါတယ်နောက်တစ်လုံးက customer တွေကကျွန်တော်လာပြောတယ် RM ထဲကိုမှ quality အမြင့်ဆုံးလို့ရှင်တယ်ပပကက်ကက်လေးလို့ရှင်တယ်ဆိုလို့ကျွန်တော်ဘက်ကနေ recommend ဟို3-4လုံးပေးဖြစ်တယ်အဲ့ဒီမှာ RM67 series တွေကအ3-4လုံး recommend ပေးဖြစ်တယ်အဲ့ထဲကိုမှ blue carbon လေးကို customer ကိုကကြိုက်တယ်ဆိုလို့ကျွန်တော် blue carbon လေးကို recommend ပေးပြီးတော့ကျွန်တော်မှာပေးဖြစ်ပါတယ်ဒီ model လေးတွေကတော့ကျွန်တော်တို့ luxury စားနေပြီးတော့ဒီအပတ်ထဲဒီရက်သွင်းထဲမှာမှာဖြစ်တဲ့ pre-order လေးတွေပါကျွန်တော်တို့ luxury စားမှာအခုလက်ရှိ in stock ရရှိသွားမယ့် model လေးက2မျိုးရှိတယ်အဲ့နှလုံးက Datejust ပါဟိုအဲ့နှလုံးကတစ်လုံးက Datejust တစ်လုံးက Daytona ပါဘယ် model လေးလဲဆိုတော့ပထမတစ်လုံးကတော့ကျွန်တော်တို့ဒီ Rolex Datejust ကိုမှ 41mm 126331ကိုမှ chocolate jubilee လေးပဲဖြစ်ပါတယ်ဒီနိုင်လေးကကျွန်တော်တို့စီမှာဒီလိုမျိုး2025ဘူးနဲ့ရမယ်ပြီးတော့လို့ရှိရင်ဒီ NFC ကတ်လေးပါရရှိသွားမှာဖြစ်ပါတယ်ဒီနိုင်လေးရဲ့ဈေးလေးကတော့ကျွန်တော် luxury မှာ48သိန်းဝန်းကျင်နဲ့ရရှိသွားမှာဖြစ်ပါတယ်နောက်တစ်လုံးကတော့ sport line အဖေဝတ်ချင်တယ်ဆိုတဲ့သူတွေ in stock လိုချင်တယ်ဆိုတဲ့သူတွေအတွက်ကျွန်တော်တို့ luxury မှာ in stock ရရှိသွားမယ့် model လေးကတော့ Rolex Daytona ကိုမှ126519 Allen ကိုမှ Ghost လေးရရှိသွားမှာဖြစ်ပါတယ် White Star Flex series ဖြစ်တာကြောင့်လို့ပေါ်ပါနဲ့ daily ဝယ်မဲ့သူတွေတော်တော်လေးအဆင်ပြေပါတယ်ဒီ model ကလည်းကျွန်တော်တို့ဒီ2025 Green Box နဲ့ရပြီးတော့ NFC ကတ်လေးပါရရှိသွားမှာဖြစ်ပါတယ်ဒီ Ghost လေးကိုကြတော့ကျွန်တော်တို့ luxury မှာ350ဝန်းကျင်နဲ့ရရှိသွားမှာဖြစ်ပါတယ်အကယ်လို့ကျွန်တော်တို့ဆိုင်မှာ in stock ရှိတဲ့ 1:1 လေးတွေကိုတိတ်ပြီးတော့စိတ်တိုင်းမကြဘူးကိုလိုချင်တဲ့ brand ကိုလိုချင်တဲ့ model ကိုမှာယူချင်တယ်ဆိုရင်လည်းကျွန်တော်တို့ luxury မှာ pre-order တင်လို့ရပါတယ် pre-order တင်လို့ရှိရင်ကျွန်တော်တို့ 50% deposit ကြိုပြီးတော့ယူပါတယ် waiting time ကတော့ကျွန်တော်တို့3ပတ်နဲ့4ပတ်ကြာလောက်ကျွန်တော်တို့ကြာပါတယ် quality ဘိုင်းကိုကျတော့ကျွန်တော်တို့အာမခံအပြေးပါတယ်ကျွန်တော်တို့မှာပေးဖြစ်ပါတယ်အကောလုံး 1:1 quality တွေကျွန်တော်တို့ဆိုင်မှာ in stock မြင့်မြင့်ကြီးရှူဝယ်လို့ရအောင်လည်းစီစဉ်ပေးထားသလို pre-order မှာလို့ရအောင်လည်းကျွန်တော်တို့ဘက်ကစီစဉ်ပေးထားပါတယ်မကြခင်ကျွန်တော်တို့ဒီလကုန်တော့ကြာရင်လည်းကျွန်တော်တို့ဒီ Rolex ထဲက Patek ထဲက AP ထဲက 1:1 quality အမြင့်ဆုံးတွေ in stock ရရှိသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဆိုင်မှာလာရောက်ပြီးတော့လည်းစိတ်ကြိုက်လို့ရွေးချယ်ဝယ်လို့ရသလို online ပေါ်ကနေလည်း quality ဘိုင်းရောအကုန်လုံးကိုစိတ်ချယုံကြည်စွာ online ပေါ်ကနေလည်းစိတ်ချယုံကြည်စွာကျွန်တော်တို့စီမှာယူအားပေးလို့ရပါတယ်ကျွန်တော်တို့ဆိုင်လေးစာမှာတော့အရာကုန်ပပဲတဲ့မြို့နယ်ကုန်စည်လန်းလန်းအလင်းတော့အမှန်253 Great Cairo ကိုလို့ EF လေးလောက်မှာတရှိပါတယ်ဆိုင်ကိုလာရောက်ပြီးတော့စိတ်ကြိုက်လို့ရွေးချယ်ဝယ်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်